မုတ်ကျွေးမဲ့ကိုသိလား ဟမ် မုတ်ကျွေးမဲ့ကိုသိလား ဒီဘူး ခိုးကြီးလာပြီးညမှာပြီးခဲ့တဲ့နှစ်ကပေါ့နော်ဘာကြီးလုပ်ခဲ့လဲတွေးကြုံဘာကြီးရှိခဲ့ ဘာမှမရှိဘူးအိတ်ပဲအိမ် ဟိုကပင်းကူလိုက်ကောက်တာတော့ဘာလို့မရှိဘူးလား မရှိဘူးအိတ်ပဲအိမ်နဲ့ အိမ်ပဲနေโอเคโอเคအဲ့ဆိုရင်ဒီကလက်ဆောင်မှာဟိုကဂျိုကီယာထုတ်တဲ့ဆန်ရက် အော်ဖန်ရက် โอเค ကောင်းတာပဲအရင်တောက်ပြီးတော့အိတ်ရောပဲ ဟုတ်ကဲ့ဘာမှစားမလဲ အမိုးစားမလဲဆိုတော့ကြက်တက်စားလို့ရမလား ကြိုက်ကြစားလို့ရတယ် မမူရွာဟာစားမယ် မမိုးရွာစားမယ် ဟုတ်ကဲ့ ဟိုကအရင်နဲ့ရေခဲမိုးတွေနဲ့တော့တွေ့ပြီโอเคတော့မယ် ဒီမမောအိမ်မဆိုတာလေ fish drink နောက်ခါလမ်းမတွေ့လို့ရှိရင်လည်းခေါ်လိုက်ပါလို့မုတ်စားရအောင်လို့ အခိုးကြီးညမှာဗျာပလန်ပြီးတော့တောက်တဲ့အဖွဲရလားမပလန်ဘဲနဲ့မောက်သွားတဲ့အဖွဲရလား ဟာမတောက်တဲ့ဖွဲ့ ဘာမှမတောက်တဲ့အဖွဲ အိမ်ထဲမှာပဲငုံတူကြီးနေနေရမတောက်တတ်လို့ မတောက်တဲ့လို့ ပလန်ပြီးတော့ထပ်ထပ်တောက်ပြီးတော့သွားရခွဲ အော်အဲ့လိုတောက်တဲ့ဖွဲရโอเคဂျိုကီယာနေထုတ်တဲ့ဆန်ရက် ကြည့်ပေးလိုက်ချစ်စရာ တခါမှမတောက်ဘူးလားတောက်ကြည့်လိုက်ဗျာဆိုရင်မြည်ဖို့အတွက်အမြည်ပါစားမလဲ ကြောလုံးမဲစားလိုက်တော့ ကြောလို့ဟာ နောက်တစ်မျိုးစား ပစားတယ်တင်ပြီးနေ မစားမလဲ ဘာစားမလဲ ရှီခဲမို့တယ် ဒီကဘို့ဟိုဟာရှင်းပြီးတော့ထားခဲ့လိုက်ပဲနော်โอเคပြီးခဲ့တဲ့တခိုးကြီးညတော့ကဘာကြီးလုပ်ခဲ့လဲဘာကြီးခိုးဘူးလဲ ဟိုတိုင်းနဲ့ပေါင်းပြီးတော့ဆောင်းမှုခဲ့တဲ့လမ်းထဲမှာဆောင်းရဲကိုမှုခဲ့တာဟိုတိုင်းနဲ့ဒီပေါ်ဆိုင်ကြီးကိုကျွန်တော်တို့ရွှေ့ပြီးတော့လမ်းလေးကိုချပြီးတော့အဲ့ဆိုင်ကြီးကိုလမ်းလေးကိုချထားခဲ့တာမနေ့ကလည်းမချအဲ့ဆိုင်ကိုတဲမဲတူရောဘလူးအလုပ်ခဲ့တာပြဿနာတွေတက်လမ်းမှာလုံးဝအကြီးကျယ် โอเคအဲ့ဆိုရင်ကျွန်တော်ကဂျိုကီယာထုတ်တဲ့ဆန်ရဲ့လက်ထောက်ပေးပဲဗျာအမြည်မှန်ထားပြီးသွားပြီလား နှမျိုးသမီးတော့မာတာတယ် ဟောရေကူတော့โอเคမှားလိုက်ဗျာဆိုရင် သိတယ်ဟန်ဆောင်တာ ဟန်ဆောင်တာ နည်းနည်းဟန်ဆောင်ကြည့် ဟိုဟာလာပြီးကြော်တရက်နေဟိုဟာကြီးမနိုးပွဲမှာဘာကြီးလုပ်ဖို့အစီအစဉ်ရှိလဲ ဒါကြီးလုပ်ဖို့အစီအစဉ်ရှိရဆိုတော့ရှောက်လဲဖို့တော့ရှိရှိရှိရ 6လေးပါ อืม โอเคဂျိုကီယာထုတ်တဲ့လက်ဆောင်ပေါ့နော် ကျေးဇူးပါ နည်းနည်းထုတ်ပြမယ်ညာပေါ့ ညာပေါ့ဗျာ ဒီဘက်ကလည်းโอเคโอเคအဲ့ဆိုဘာမှစားမလဲ ဟမ်မကစားမယ် အမကသွားမယ်အဲ့ဆိုဟမ်မကနှစ်ခုစလုံးလား နှစ်ခုလုံးချက်သားပဲလို့လား နှစ်ခုစလုံးစက်သားနဲ့ အဆုံးလုပ်ပြရမလား အဆုံးပေါ့ရရအဆုံးပဲပေါ့ ကျေးဇူးပါ โอเคပြီးခဲ့တဲ့တစောင်းတိုင်ရပေါ့တော့ဟိုဟာနှိမ့်ပစေးတိုးတဲ့လူလားပစ်တကူလိုက်ကောက်တဲ့သူလားရိုင်းတောက်တဲ့အဖွဲ့ရလား သုံးခုလုံးမဟုတ် သုံးလုံးမဟုတ်အဲ့ဆိုဘာလို့တဲ့အဖွဲ့ရလဲ အိမ်မှာမိသားစုနဲ့မုတ်စားရတဲ့အဖွဲ့က ဟောအိမ်မှာ မုတ်လို့စားတာပေါ့နော် မုတ်လို့စားတာ ဟုတ် ဒီမလေးက မချာရောဘာကိုခဏသွားရပါတော့ဓာတ်ပုံသွားရိုက်တာ ဟုတ်တယ် သဘောသွားရတဲ့အဖွဲ့က လက်ဆောင်ပေးရ ကျေးဇူးပါ ဘာမှစားမလဲညီးရအောင်လို့ မမိုရွာရေခဲမုတ်ပဲစားလိုက်တာ ဒီကမုန်းနဲ့ညီးတော့ဒီမလေးက ညီမလေးရေခဲမုံမ ဒီကမုန်းပဲโอเคဈေးကြီးဆုံး မ ပါ ချာစတော့ပဲ ဈေးကြီးဆုံးပါ ဖနီလာလူပဲ ဗနီလာဘလူးပဲပြီးခဲ့တဲ့နှစ်ပေါ့နော်တကိုးကြီးညမှာဘာတွေအမှတ်တရရှိခဲ့ဘူးလဲ ခိုးကြီးညမှာအဲ့လိုတော့မရှိဘူးဗျာ ဟာ မရှိ မ ဘူး ဟုတ်ဘူးလေတောက်ဟုတ်လားတကိုးကြီးလာပြီးညမှာမတောက်ဟုတ်လား တောက်တော့တောက်တယ် တောက်ပြီးတော့မောက်တဲ့ဖွဲ့ရလားဒီတိုင်းပလန်စီစဉ်တဲ့ဖွဲ့ရလား အာမောက်တယ်ဖွဲ့ မောက်တဲ့ဖွဲ့ရဟမ် ထုံးစံတိုင်းကဲတာဟော ကဲတဲ့ဖွဲ့ရ ကဲတဲ့ဖွဲ့ရ ကဲတဲ့ဖွဲ့ရโอเคဒီမလေးက မလေးတောက်တဲ့ဖွဲ့ရပဲ တောက်တဲ့ဖွဲ့ရအခုတောက်အောင်မလို့ကျွန်တော်ကနေပြီးတော့ဂျိုကီလက်ဆောင်ပေါ့နော်ဒါဂျိုကီရထုတ်တဲ့ဆန်ရက်ပါโอเคအဲ့ဆိုဗာမြင်းစားမလဲ ကြည့်တော့ what နိုင်ယူချော် ဝက်နေရင်ကျွတ်တော့ အာလူချောင်းတော်ဆိုရတယ် မလေးအလူချောင်းရောရတယ် အာလူချောင်းကျော်ဟာโอเคအဲ့ဆိုမှာမယ်လေမှာလိုက်တော့လေ